ုံကံရှိတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့စကားတော်တွေကိုနားထောင်ဝင်ရကြတယ်မဒုရာနိပဟဋ္ဌာနိဒေါတကာနိဟိတာနိသံရေတေဝါချာနိသောတန္တိတေပိတေညာနရုတ္တမမိတွေတော်ကောရမီမြတ်စွာဘုရားကိုလျှောက်ထားတဲ့ဂါထာဟုတ်လားမြတ်စွာဘုရားရဲ့စကားတော်တွေကိုကြားနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာရှေးကောင်းမှုအထူးရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလို့ပြောတာအဲ့တော့မြတ်စွာဘုရားရဲ့စကားတော်ကိုသူကဘယ်လိုချီးမွမ်းတော့မဒုရာနိချိုတယ်မှန်လို့မဟုတ်ချိုတယ်ပြောတာနော်ပဟဋ္ဌာနိအလွန်တရာကောင်းမွန်တယ်ဒေါတကာနိအပြစ်တွေကိုတန့်ရှင်းစေတယ်ဟိတာနိအကျိုးစီးပွားတွေကိုလည်းဖြစ်ထွန်းစေတယ်ဟုတ်လားအလွန်ကောင်းတဲ့အလွန်ချိုတဲ့မြတ်ဒေါသအပြစ်ဒေါသတွေကိုလည်းပယ်ပြောက်နိုင်တဲ့အလွန်ကြီးမားတဲ့အကျိုးအန္တရာယ်တင်ရှိတဲ့မြတ်စွာဘုရားရဲ့စကားတော်တေပိတင်ညာနရုတ္တမဒီစကားတွေကိုနာယူခွင့်မှတ်သားခွင့်စဉ်းစားဆင်ခြင်ခွင့်နှလုံးသွင်းခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာရှေးတုန်းကကောင်းမှုပါခဲ့လို့နော်ဒါကိုဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့စကားတော်တွေကိုနားထောင်ဝင်ရကြကိုယ့်ရဲ့ကောင်းခဲ့တဲ့အကြောင်းတရားလေးကိုအသုံးချဖို့လိုတာပေါ့နော်အကြောင်းတရားကောင်းခဲ့လို့ဒါတွေနဲ့တွေ့ခွင့်ကြုံခွင့်ရတယ်အဲ့ဒါကိုကတံပိုးမထားသလိုလုပ်မယ်ဆိုရင်ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်ဆုံးရှုံးသွားအောင်လုပ်တယ်လို့မျိုးဖြစ်သွားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်ဏိကုံးရုပ်ပြောရင်ဒါစကားထဲမှာမြတ်စွာဘုရားရဲ့စကားတော်ကအကောင်းဆုံးဒါကြောင့်မြတ်စွာဘုရားရဲ့စကားတော်တွေကိုကြားခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာရှေးကောင်းမှုရှိခဲ့ရတဲ့ပုဂ္ဂိုလ်တွေ